ဖေးရေအေးတာကြီးတာကြီးဖေးရေတာကြီးဘလာကြာကြီးတာကြီးอ่ะဖေးတို့မှာတော့မျောလိုက်ရတာငါတိုင်းချောလာလိုက်တာကြည့်ပါဦးချွေးမလေးကလည်းချောချောလှလှလေးရထားတာပဲကျမတို့ကပြီးကြည့်ပါဦးချွေးမလေးဖေးခီးရောက်စံနေတာဖေးကိုပြောကြရရှိတယ်။ဘာများလဲတာကြီးပြောကြရရှိရဆိုတာလည်းဖေးရဲ့ဒါကူညီတောင်းနေတာပေါ့ဟေးပြောလေတာကြီးဖေးရဒါကားပွဲစားလုပ်တာဟိုဘက်နိုင်ငံတွေဒါကားတွေမှာနေတာဖေးရကားကလည်းလမ်းမှာပုံတိုင်းတဲ့ကြောင်တင်းမောက်မှောက်ပြီးတော့ဒါအဲ့ဒါတွေလည်းယွန်ရမယ်ဖေးရဲ့ပြီးတော့ဒီဘက်နိုင်ငံကရှယ်ယာရှင်တွေကိုလည်းဒါယွန်ရမယ်ဖေးရဲ့။တာကြီးရောမှာလောက်တောင်းပါလေတာကြီး။ဒါတော့အများကြီးမဟုတ်ပါဘူးဖေးရဲ့$5000လောက်ပါဖေးရဲ့$5000တော့တာဟုတ်တယ်မေ$5000မေတာကြီးဖေးတို့အဲ့$5000လောက်တော့ဘူးလက်ရှိပါဖြစ်နိုင်ပါမလားမေးရေအဲ့လိုပတ်စံကြီးကြောင့်ဖေးတို့မေးတို့ကဘယ်လိုလုပ်ရှိမှာတော့တာရဲ့ငါမဖြစ်နိုင်တာဗျာဖေးတို့မေးတို့ကလေညီမလေးကြာရင်ပုံချစ်တယ်လို့ပဲတားကြရင်လေဘယ်တော့မှအလိုမလိုက်ဘူးအဲ့လိုမဟုတ်ပါဘူးတာကြီးတာရဲ့တာကြီးလားစိတ်ကိုရှော့လာဖေးတို့မေးတို့ကစူးစောင်းထားတာလည်းရှိတာပဲဗျာတာကြီးစိတ်လေးကိုရှော့နော်အချွေးမလေးလည်းပါတယ်လေတာကြီးငယ်တော့မစိုးနဲ့တော့တာကြီးနော်ကဲတာကြီးပြောတာအရင်ပြန်တော့နော်တာကြီးကဘယ်တော့လောက်ဝင်လို့လားနောက်3ရက်အတွင်းပေးရမယ်ဖေး3ရက်အတွင်းဟုတ်တယ်ဖေးစိတ်ချနော်တာကြီးလိုတဲ့$5000နောက်3ရက်အတွင်းဖြစ်စီရဖေးလို့နားတော့မယ်ကွယ်တားလည်းပြန်တော့မယ်ဖေးရဲ့စိတ်ညစ်တယ်ဖေးဖေးတကယ်လုပ်ပြီမှာနော်အေးပါတာကြီးနော်မေးသေးကြတယ်နော်မေးအေးပါလုပ်ပေးပါမယ်မင်းတို့စိတ်ချမ်းသာရင်ပြီးရောအဲ့မိမလားပြန်မယ်သားသမီးတွေဟိုရှိပါဖေနဲ့မျိုးတတိယနော်ပြောမနေပါနဲ့ရှိရဲ့ချစ်လာဆိုတဲ့သားနဲ့သမီးကျမတော့ဟိုဘင်းနေနဲ့တော့တေမယ်နဲ့တူပါတယ်ဖေးရဲ့မေးစိတ်တော့ပြီးရလားတောက်ပြီးကျမတို့သားရှစ်သားနဲ့သမီးတွေကိုဘယ်လိုလုပ်ကြမလို့မေးရဲ့သမီးငယ်လေးအတွက်ကစုဆောင်ထားတဲ့ရွှေကုန်မဟုတ်လားအခုသားကြီးအတွက်ကတော့ဖေးတို့ပါဟောဒီအိမ်ကြီးတဲ့ဟောဒီခြံကြီးရှိပြီမေးရရှင်ဘာစကားပြောလိုက်တာတော့ဒီခြံနဲ့အိမ်ကိုရောက်မှာတော့ကျမနဲ့ရှင်ကဘယ်မှာသွားနေမလဲတော့ရှင်တကယ်ရှင်ကစဉ်းစားအောင်ဖေးရဲ့ကျမတို့လမ်းဘေးရောက်ရလိမ့်မယ်နော်ဖေးစဉ်းစားပြီးပါလို့မေးရဖေးမေးကျွန်တော်တို့ခေါ်တယ်ဆိုလို့အေးဝဲဒါတို့သမီးတို့ဒီနေ့ခေါ်ရတာဖေးမှာရေးကြီးတဲ့အကြောင်းပြောစရာရှိတယ်ဒီတော့ငွေပေးတော့ဟာလာမသိပြောကြတယ်မမဲ့နော်တော့ကြောက်ငွေပေးရဆိုရှင်ကအကြီးလေငယ်မတက်တောင်ယူရမယ်ဟုတ်လို့ရှိရင်ကျမတော့ရှင်သိရနော်ဒီကမိမရာဒီပဲပြောလိုက်ပါတော့ကျမပဲပြောလိုက်တော့မယ်ဒီနေ့သားတို့သမီးကိုခေါ်လိုက်ရတယ်
နဲ့မေသားတို့ပြောစရာရှိလို့